Hello ဒီဗီဒီယိုလေးကတော့လာအိုကိုတိုးရီဗီဇာသွားတိုးခဲ့တဲ့ J1 vlog လေးပဲဖြစ်ပါတယ်။ရမင်းကလေးနဲ့သွားမှဆိုတော့အရင်ဆုံး airport link ကိုလာရတယ်ပေါ့နော်။သူကပုံမှန် train တို့ bus တို့စီးပြီးတော့သွားလဲရတယ်။ဒါပေမဲ့အရန်ကြပြီလူပင်မန်းလာကြောင့်လေးနဲ့သွားဖို့ပဲရွေးလိုက်တာပါ။လေးနဲ့ဆိုရင်တော့ကိုသွားမဲ့မျိုးရဲ့အနည်းဆုံးနယ်စပ်မျိုးထိစီးလို့ရတယ်ပေါ့နော်။ရမင်းက BN ကျွန်းသွားမှဖြစ်တဲ့အတွက်ဥတုံထန်ဒီလေးစိတ်မှာဆင်းရပါတယ်။ပြီးရင်တော့နယ်စပ်မျိုးကိုရောက်ဖို့အတွက်နောက်ထပ်ကားတစ်နာရီလောက်တော့ထပ်စီးရတယ်ပေါ့နော်။ဒါပေမဲ့သူတဲက2နာရီလောက်ပဲကြာတာဖြစ်တဲ့အတွက်လူသက်သာပါတယ်။နေဆက်ရောက်ရင်တော့တရားကိုဖို့အတွက်ဒီလို bus လေးစီးရတယ်။သူကတော့ဘတ်60လောက်ပဲပေးရတယ်။အချိန်ကလည်း6မိနစ်လောက်ပဲကြာရပေါ့နော်။ပြီးရင်တော့ hotel ကိုသွားဖို့အတွက်ကားငှားရပါတယ်။ကားငှားဖို့အတွက်ဆိုရင်လာအောင်မှာ Indrive ဆိုတဲ့ app လေးကိုသုံးတယ်ပေါ့နော်။ app ထောင်လာတာမရှိရင်တော့အဲ့ game မှာပဲရှိရဲတစီလေးငှားစီလာလည်းရပါတယ်။ဒါရမင်းတဲတဲ့ hotel ရောက်ပြီပေါ့နော်။လာဝ hotel လေးတွေကလည်းအဆင်ပြေရဲ့စီးချို့တယ်။ဒါပေမဲ့ဓာတ်လီကမပါတာများတယ်ပေါ့နော်။ဒီကောင်ဆိုလည်းဓာတ်လီကမပါလို့ဒီပေါ်တီကိုကိုယ့်ဘောက်ကိုအထုပ်ဆွဲပြီးတက်လာခဲ့ရတာပါ။ပြီးရင်တော့ညနေစာစားဖို့အတွက်သူတို့ကန်နာကိုလမ်းဆင်းလျှောက်တယ်ပေါ့နော်ဒါဖိနာမှာရှိတဲ့ဆိုင်ငယ်လေးတွေပြီးတော့ရမင်းသွားတဲ့အချိန်ကဘလူးနိုင်းမင်းသားလာတဲ့အချိန်နဲ့တူတော့သူတို့ရင်တန်းနဲ့လည်းတွေ့ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒါကန်နာကိုရောက်ပြီပေါ့နော်အခုမြင်နေရတာကတော့မဲခေါင်မြေဟိုဘက်တစ်ဖက်ကျန်ထိုင်းနိုင်ငံဒီဘက်ကန်ကလာအိုဗီယန်ချင်းမျိုးတော့ပေါ့နော်သူတို့ဒီနေရာလေးကိုတော့အဲ့ဒီမှာရှိရဲ့လူတော်တော်များများလာကြတယ်ပြီးတော့အဲ့ local တွေရော foreigner တွေရောအများကြီးတွေ့ခဲ့တယ်ပေါ့နော်ဒါကတော့ညစာစားဖို့အတွက်ဆိုင်ကန်လေးတွေပါပြီးရင်တော့ဒီဘက်ချမ်းမှာဆိုရင်ဒီလို night market လေးလည်းရှိရပေါ့နော်အမှအဝတ်အစားနဲ့ cosmetic တွေအသုံးဆောင်တွေရအောင်ပါတယ်ညာတော့အဖြစ်ကတော့အဲ့လို Thai ဘက်ကထုတ်ကုန်တွေပဲတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ရမင်းဒီမူကထားလေးစားပြီးတော့ပြန်ပါတယ်မူကထားကသူတို့တယောက်စာဆက်လဲရောင်းနေပေါ့နော်ဆိုတော့ရမင်းတယောက်လဲသွားဆိုတော့အေးစစ်စစ်တယောက်တည်းစားပြီးတော့ပဲစမူတီလေးတောက်တယ်ပြီးတော့နားပြီးတော့ပြန်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီ1 vlog လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးရတော့လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye